Smurf some magic. Summon a vision and see what our future holds. I must get the visioning potion just right. Magic is always strongest during the moon. So far, so good. Lots of smiles and Smurferys. Clumsy sitting still. That's always good. ဒါပေမဲ့ဒီပျော်ရွှင်မှုတွေဟာကြာရှည်မခံခဲ့ပါဘူး။ရွာရဲ့ကောင်းဆောင်ကြီးဖဖ Smurf ဟာအနာဂတ်ကိုကြိုမြင်နိုင်တဲ့မော်စီးအီကိုစစ်ဆေးရင်ထိတ်လန့်စရာနိမိတ်ဆုံးအိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ပါတယ်။အဲ့ဒါကတော့အမြဲတမ်းအလွဲလွဲအချုံချုံလုပ်တတ်တဲ့ Clumsy Smurf ကြောင့် Smurf တွေအားလုံးအဖမ်းခံရပြီးနှောင်အိမ်ထဲပိတ်မိမဲ့အိမ်မက်ပါပဲ။ Hey, Papa. Clumsy? Are you okay? No. Those fields are... Peppa Smurf က Clumsy ကိုခေါ်ပြီးသတိပေးပါတယ် Clumsy မင်းဒီနေ့ရွာပြင်ကိုလုံးဝမထွက်ရဘူးအထူးသဖြင့် Smurf Road မော်မြစ်သွားမရှာနဲ့ငါအိမ်မက်ထဲမှာမင်းကြောင့်ငါတို့အားလုံးဒုက္ခရောက်ကုန်ကြတယ်ဒါပေမဲ့ Clumsy ကတော့သူ့ကိုယ်သူတက်တည်ပြခြင်းစိတ်နဲ့ရွာပြင်ကိုခိုးထွက်ပြီး Smurf Road သွားရှာပါတော့တယ်ကန်ဆူးချင်တော့သူတို့ကိုဖမ်းပြီးအစွမ်းထက်မော်စီးရေပေါ်ချင်နေတဲ့မော်စီယာစူးကြီးကောက်တယ်မုံနဲ့သူ့ရဲ့ကြောင်စူးကြီးရဲ့စလုံးတို့ကတောထဲမှာစောင့်နေ